အားလုံးပဲမင်္ဂလာပါ KNS ကပါ MND နေ့ showcase လုပ်ပေးခြင်းတဲ့ဆက်လေးကတော့စိတ်ကူးတက်တက်မဟုတ်ပဲလက်ရှိလူနေမှုဘဝကိုပုံဖော်ထားတဲ့ရှင်ပေါရဲ့ Lily Hostel ဆက်လေးပဲဖြစ်ပါတယ် Pieces 2900ကျော်နဲ့လာတဲ့အခုဆက်လေးက quality နဲ့ detail အရန်ကောင်းတဲ့အပြင် bill and lighting လေးပါ bonus အနေနဲ့ပါပါတယ်ခုလိုအမိုက်စားလီကိုတွေလိုချင်နေဆိုရင်တော့ KNS မှာလာမေးဖို့မမေ့ပါနဲ့เนาะအားလုံးပဲကျေးဇူးပါ